Hello ရှိုင်းပါဒီနေ့တော့ကျွန်တော်တန်းတာခြင်းလေးအကြောင်းဆွေးနွေးကြည့်နေပေါ့တန်းတာခြင်းပေါ့လေအဲ့တော့ကျွန်တော်အချစ်ကပြီးရတန်းတာခြင်းအကြောင်းပေါ့ကျွန်တော်အရွယ်ရောက်တဲ့အရွယ်တစ်ခုရောက်ပြီးရတူတိုင်းပေါ့နော်ဘဝမှာအနည်းဆုံးတစ်ချိန်တစ်ခါတော့ကျွန်တော်ချစ်ဖူးကြမှာပဲပေါ့အချစ်ဆိုတဲ့အရာဗျာကျွန်တော်တို့ပျော်ရွှင်ခြင်းတွေဝမ်းနည်းခြင်းတွေစိတ်ချမ်းမြေခြင်းတွေနောက်ပြီးတော့ဒီ brand switch ခြင်းတွေတက်လာခြင်းတွေဆက်ပြီးရတမျိုးစုံကိုပေးနိုင်တဲ့စိတ်တစားနဲ့တခုပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကအချစ်ကပေးတဲ့တန်တာခြင်းအကြောင်းလေးကိုဆ iam ကြီးရဲ့တန်တာတက်သည်ဆိုတဲ့ဝတ္ထုကနေပြီးတော့ဆွေးနွေးကြည့်ချင်တယ်ဆ iam ရဲ့ဝတ္ထုမှာတော့ဇလန်ကတော့ယူရှင်ပါတယ်ဒီကန်နမာဘန်းတွေပေါ့နော်ကန်နမာဘန်းတွေလိုင်းပွင့်တဲ့ဒီတောင်ကြားမြို့လေးမှာနေတဲ့16နှစ်သားလေးပေါ့နော်16နှစ်သားလေးအပါနဲ့ဒီထိတ်တင်မထွေးဆိုတဲ့ဒီအထွေးနဲ့ပေါ့ဒီကောင်လေးနဲ့ကောင်မလေးနဲ့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာချစ်ချင်းခရီးအကြောင်းလေးကိုပေါ့ရေးထားတဲ့ဝတ္ထုလေးပါပဲဒါပေမဲ့ဆ iam ရဲ့ဇလန်ရိုးရယ်ဆိုရင်ပဲပေါ့နော်ဆ iam ရဲ့ဆ iam ရဲ့အရေးသားတိုင်းပဲပေါ့နော်ဟိုဘယ်လိုပြောရမလဲဆွဲဆောင်မှုရှိရေပေါ့ဆွဲဆောင်မှုရှိရေနောက်ပြီးတော့တမျိုးလေးထူးဆန်းနေရေပေါ့ကြီးသားတဲ့ပုံစံကတော့အဲ့တော့ဆ iam ရဲ့စာအုပ်ကနေပြီးတော့ချစ်ချင်းမြတ်တာကြောင့်ကျွန်တော်ဆွေးနွေးကြည့်ချင်တယ်ပေါ့နော်အချစ်ဆိုတာပေါ့နော်အချစ်ဆိုတာကတော့အတိတ်ပဲအမျိုးမျိုးတတ်မှတ်ကြတာပေါ့အခုချိန်ဒီလေအချစ်ကိုတပင်းရှင်းမျိုးဖွင့်ကြတဲ့အတိတ်ပဲမျိုးကိုတတ်မှတ်ကြတာပဲပေါ့နော်အချစ်နဲ့ပတ်သက်ပြီးတော့လေဒါကြောင့်မို့လို့ပဲဟိုးပုံလေးတည်းတွေကအခုချိန်ဒီအချစ်နဲ့ပတ်သက်တဲ့ရှုမြင်ပုံတွေခံစားမှုတွေအမျိုးမျိုးကွဲပြားပြီးတော့ဒီအချစ်နဲ့ပတ်သက်တဲ့အမှုပညာရက်တွေအများကြီးခုထိထွက်နေတယ်ပေါ့နော်အဲ့တော့တော်တော်အချစ်ကိုခံယူပုံချင်းရတာမတူဘူးပေါ့ဒီဆ iam ရဲ့ဝတ္ထုထဲမှာတော့အပါဆိုတဲ့ကောင်လေးကဒီအထွေးကိုမြင်ချင်းပဲချစ်မိသွားတယ်ပေါ့အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ love at first sight ပေါ့လေမြင်ချင်းချစ်မိသွားတယ်ပေါ့တချို့ကလည်းမြင်ချင်းအချစ်ကိုလက်မခံတဲ့သူတွေရှိတာပေါ့ဒါပေမဲ့ဒီမှာတော့အပါကအထွေးကိုမြင်ချင်းချစ်မိသွားတယ်သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြတယ်ပေါ့ချစ်သူတွေဖြစ်သွားကြပြီးတော့ကံကြမ္မာကြောင့်မယ်လို့ဆိုရမှာပေါ့နော်သူတို့နှစ်ယောက်ရဲ့အချစ်ကြီးလဲမဖြောင့်ဖြူးခဲ့ဘူးပေါ့အဲ့လိုမဖြောင့်ဖြူးပဲနဲ့အဖြောင့်ဖြူပေါ့နော်သူတို့ဂျားထဲမှာအဲ့လိုပဲအနှောက်အယှက်တွေပေါ်လာတဲ့ခါမှာသူတို့နှစ်ယောက်အတူတူထွက်ပြေးကြတယ်ထွက်ပြေးကြရင်လည်းအဲ့ဒီမှာအလေပြောင်းနေဖြစ်တယ်ပေါ့နော်ဒါကတော့ဇလန်ကိုအကုန်လုံးပြောပြတော့ပေါ့သူတို့နှစ်ယောက်ရဲ့အချစ်ကြီးကြောင်းရေးထားတဲ့ဝတ္ထုတစ်ပုဒ်ပေါ့အဲ့တော့ GA ရဲ့ဒီဆ iam ကြီးရဲ့တန်းတာထက်တည်းကနေလာတဲ့တန်းတာချင်းအကြောင်းကိုကျွန်တော်ဆက်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီမှာအပါပေါ့လေအထွေးကိုမြင်ချင်းချစ်မိသွားတယ်ပေါ့အဲ့ဒီခန်းလေးမှာရေးထားတဲ့စာသားလေးတစ်ခုကျွန်တော်မှတ်မိတယ်ပေါ့ဗာလဲဆိုတော့ချစ်သူနဲ့မျက်လုံးချင်းစုံရတဲ့အခိုက်အတန့်တွေဟာတဲ့တန်တရားရှိကြရဲဆိုပေမဲ့လေတည်ခါလေးလိုပဲခံစားရပါတယ်တဲ့အဲ့ဒါတကယ်ပေါ့နော်အဲ့ဒါတော့ဟိုချစ်သူနဲ့မျက်ဝန်းချင်းစုံဦးတဲ့လူတွေကတော့သိပါပေါ့နော်ကိုချစ်သူနဲ့မျက်ဝန်းချင်းလေးပဲစုံရရတာကွာတကယ်ကိုတန်တရားရှိကြရဲဆိုပေမဲ့တည်ခါလေးလိုပြီးသွားသလိုပြောပါအဲ့လိုနှမျိုးရတဲ့ခံစားချက်မျိုးပေါ့လေအဲ့လိုအပားရဲ့ချစ်ချင်းတွေကိုကျွန်တော်အဲ့လိုစာသားလေးတွေကနေပြီးတော့ခံစားရတယ်ပေါ့နှုတ်ရွာလေးပေါ့လေခံစားရတယ်နောက်ပြီးတော့ပေါ့နော်သူတို့နှစ်ယောက်ဒီထွက်ပြေးကြတဲ့အခန်းမှာဆိုလို့ရှိရင်လည်းဆ iam ရေးထားတဲ့အရှိသားတွေကတော်တော်လေးကိုထိမိရယ်တော်တော်လေးကိုရှင်ဘတ်ထင်ရောက်တယ်ပေါ့လေကျွန်တော်တို့ကောင်းကောင်းရုပ်ခံစားရတယ်ပေါ့ကောင်းကောင်းရုပ်ခံစားရတယ်ဆ iam ကတော့ပေါ့နော်ဆ iam ကဒီအမျိုးသမီးစာရေးတဲ့သူဖြစ်ပေမဲ့လည်းသူကဒီအပါနေရနေပြီးတော့စက်ကြောင်းပြောပြီးရေးထားတာပေါ့ယောက်ျားလေးနေရာနေစက်ကြောင်းပြောပြီးရေးထားတာပေါ့ရေးထားတော့နည်းနည်းလေးတော့ထူးဆန်းနေပေါ့လေထူးဆန်းနေဆိုတာကျွန်တော်တို့အပရဲ့အချစ်ကိုတော့ကျွန်တော်ကောင်းခံစားလို့ရတယ်ပေါ့ဒါပေမဲ့အထွေးရဲ့အချစ်ကိုတော့ကျွန်တော်တို့ကဟိုဆ iam ရဲ့ပေးထားချက်တွေကနေကျွန်တော်တွေးကြည့်ရမှာပေါ့လေတွေးကြည့်ရမယ့်အပိုင်းရှိတယ်ပေါ့နောက်ပြီးတော့ပေါ့နော်ဟိုဝတ္ထုရဲ့အဆုံးမှာတော့သူအပါကဘယ်ပြောမလဲသူတို့နှစ်ယောက်ရဲ့စက်သိန်းရတော့ပေါ့နော်မပေါင်းဖတ်လိုက်ရဘူးပေါ့ဝေးကွာသွားတယ်ကွေးသွားကြတယ်ပေါ့အဲ့ဒီအချိန်မှာအပရဲ့စိတ်ထဲမှာပေါ့လေကိုချစ်တဲ့သူတယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါမှာပေါ့လေဖြစ်လာတဲ့တန်တာလွှမ်းဆိုးရတဲ့ခံစားချက်ပေါ့အဲ့ဒီခံစားချက်ကိုသူတို့ဒီဝတ္ထုကနေကောင်းကောင်းကြီးရတယ်ပေါ့ကောင်းကောင်းကြီးရတယ်ပေါ့နော်အရင်ကိုဆွေးမြင့်ပြီးတော့လွှမ်းဆွတ်စရာကောင်းတယ်ပေါ့တာမန်အချစ်ဇလန်ဆိုပေမဲ့တမျိုးထူးဆန်းပြီးတော့အရင်ဆွဲဆောင်မှုရှိတယ်ပေါ့
ချစ်သူနဲ့ကွဲနေတဲ့သူတွေဖတ်ကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ခံစားလို့ကောင်းတာပေါ့လေဟိုလွမ်းလို့မျက်ရည်အောင်ကြာရမယ်တန်းတာချင်းတွေကိုကြည်အေးရဲ့ဆောင်းမကြည်အေးရဲ့တန်းတာတည်းကနေကျွန်တော်တို့ရတယ်ပေါ့ဟိုနောက်ပြီးတော့ပေါ့နော်အဲ့ထဲမှာဆောင်းမရေးွားတဲ့စာသားလေးတွေဆိုလို့ရှိရင်လည်းအရင်ဟိုလူရွာပြီးတော့အရင်ခံစားလို့ကောင်းတယ်ပေါ့နော်တကယ်ဟိုတန်းတာချင်းပေးတဲ့ဒီရတပေါ့လေရတဝတ္ထုတပုတ်ဆိုတာတော့ရေးအာမခံပြီးပြောရဲပေါ့အဲ့တော့အချိန်ရမယ်ဆိုလို့ရှိရင်တော့ဖတ်ကြည့်စေတယ်ပေါ့အခုကာလဆိုရင်ပို့ဆိုတော့ဘောနော်တကြံနဲ့ရောက်တော့မယ်ဆိုတော့ဟိုတည့်ရွက်တွေကလည်းကျွေးအားလုံးကလွမ်းစရာတွေပေါ့လေအားလုံးကတန်းတာစရာတွေဖြစ်နေတဲ့အချိန်မှာဒီအပရဲ့တန်းတာမှုကိုဒီပါလိုက်ခံထားရင်ပေါ့ကိုရဲ့လက်တွေ့ဘဝတန်းတာချင်းတွေကိုလည်းခံစားရင်းနဲ့ပေါ့ဒီຫນွေဦးမှာပေါ့မျက်ရည်တွေတပြုတ်ပြုတ်ကျွေကြရမယ်ဝတ္ထုတစ်ပုဒ်ပေါ့လေအဲ့တော့အချစ်ဆိုတာလည်းကျွန်တော်တို့အတွက်ပေါ့နော်အချစ်ဆိုတာဗျာအချစ်ကပေးတဲ့တန်းတာချင်းတွေနဲ့တူမျက်ရည်တဖြုတ်ဖြုတ်ကျွေကြရမယ်ဝတ္ထုတစ်ပုဒ်အကြောင်းပေါ့အဲ့တော့ကိုချစ်သူကိုလက်လို့ဆုံးရှုံးလိုက်ရတဲ့သူတွေရှိလို့ရှိရင်လေဒီဝတ္ထုကဖတ်ကြည့်ဖို့အသင့်များဆုံးပေါ့ဖတ်ကြည့်ပြီးတော့ငိုကြပါလို့ပဲပြောချင်ပါတယ်ဟုတ်ဆောင်ပါတယ်